所以，是呀，这青年人那边个好嘅，抓大牙，这些年美国有大呀，好的，好嘅，过夜过夜，快快比了，好嘅，等你的机嘛，明明都转进呀，把他演的，到了楼下楼开三道比了，不离那晚上觉，好嘅，抓过来快快家呀，哎。大波是呀，ရွာကိုခွဲခွာရတယ်လို့ရွာမှာကြံခဲ့တဲ့တငယ်ချင်းတွေကိုလည်းပဲခွဲခွာခဲ့ကြရတယ် 好大波， ဘယ်လိုပဲခွဲခွာလာကြရပြီမဲလို့ကိုစိုးကြီး 是呀， ကိုရက်ကိုရွာဆိုတာမင်းနိုင်ကောင်းသောအရာမဟုတ်ပါဘူး လူဟာမပြောပါနဲ့ဆရာရဲ့ နဲ နွားများတောင်မှအချိန်တန်တော့ချီတိုင်းကိုအမှတ်ရကြသေးတာပဲ ဒီသဘောပဲ ဟုတ်ကဲ့ ကိုရက်မွေးရက်မြချက်မြုပ်ဇာတိဆိုတာမေ့ပြောက်ကောင်းသောအရာလည်းမဟုတ်တယ်လို့မေ့နိုင်သောအရာလည်းမဟုတ်ပါဘူး ဘယ်မိနေမှာမလို့ ကိုယ့်ရဲ့ရွာကိုယ်တငယ်ချင်းတွေကိုခွဲခွာပြီးတော့မြို့ကြီးပြကြီးမှာစီးပွားကြီးရှား ဟုတ်ကဲ့ ကြီးပွားချမ်းသာနေကြတာမှန်ပေမဲ့လို့အချိန်တန်တော့ရွာကိုပဲလွမ်းကြရတာပါဗျာ ဟုတ်တာပေါ့ ဟုတ်ပြီနော် ဟုတ်ကဲ့ ဟောရွာမှာအလူပွဲရှိတယ်ယခုလူပေါ်လေးကထိန်ပွဲကြီးပြုလုပ်တယ်အတန်ကြားရက်ဝေးမှာရောက်နေရပြီမဲ့လို့ရွာရဲ့စိတ်ကတဖွာဖွာပေါ်ပေါက်လာတော့ ဟုတ်ကဲ့ ရောက်အောင်ပြန်ခြင်းတဲ့စိတ်တွေဟာလေတဖွာဖွာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ဟုတ်တာပေါ့ ထိုနည်းတူစွာပဲကိုစုံရင် ဟုတ်ကဲ့ ကျွန်တော်ရဲ့မွေးရဲ့ဇာတိဆိုတာကလည်းမကွေးတိုင်းကျင်ညောင်းမြို့နယ်အရှိကုန်းအုပ်စုညောင်းကုန်းဆိုတဲ့ရွာဟာကျွန်တော်ကိုမွေးထုတ်လိုက်တဲ့ရွာပါ ကြည်လက်တော်ရော်လေးဒီရွာပေါ့ ဇနဘုတ်ရွာလေးတွေရွာမှာကျွန်တော်ကြီးပြင်းလာရတာပါ ဟုတ်ကဲ့ ကျွန်တော်17နှစ်သားတွေကရွာနဲ့တငယ်ချင်းတွေကိုလမ်းခွဲလာခဲ့ ဟုတ်ကဲ့ နှစ်ပေါင်းတောင်ကြာလာပါ ဟုတ်တာပေါ့ အဲ့ဒီမှာကိုစုံရဲ့ ပြောပါ မိုးရင်းကာလရောက်လို့မိုးလီတွေနဲ့တပြိုင်တည်းကြာလာပြီဆိုရင်လေရွာကိုလွမ်းသလိုလိုရွာကတငယ်ချင်းတွေကိုသတိရတယ်လို့လို့နဲ့တလှက်လှက်ခံစားခဲ့ရတာအမှန်ပဲဗျာ ဟုတ်တာပေါ့ဗျာ ။အော်ခုလောက်ဆိုရင်ငါတငယ်ချင်းလေရွာမှာမိုးရီကြတော့ထွေးရီပြင်းလို့လေကွင်းတွေထဲမှာရွှွနေဘွက်တွေနဲ့ကျွဲနဲ့နွားနဲ့ဖက်ယုံပြီးရှာပါရော့လား ဟုတ်ကဲ့ ။ဟုတ်ပြီနော် ဟုတ်ကဲ့ ။အော်တို့ရွာလီဒီလောက်ဆိုရင်ဘလောက်မြန်သားရနေသလဲလို့မှန်းမျိုးပြီးကြည့်ပြီးတော့လွမ်းခဲ့ရတာလေအချိန်ချင်းပါပဲ ဒါပေါ့ဗျာလူတိုင်းဟာကိုကျွမ်းကျင်တဲ့ဘာသာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေရပေမဲ့လို့ရွာမှာရှိတဲ့ရွာမှာကြံနေခဲ့တဲ့တငယ်ချင်းတွေနဲ့အတူရွာနဲ့အတူကိုယ့်ရဲ့ငယ်ပေါင်းကြီးပေါ်တွေကိုတစ်ခါမှပြောမပြတတ်လောက်အောင်ကိုသတိရတယ်ခံစားရတာလေ ငယ်ကချစ်ခဲ့ကြတယ်တငယ်ချင်းတွေယခုလိုပြန်တွေ့ရတဲ့အခါကျတော့ကိုစိုးရဲ့ ပြောပါ တတန်းသားသားနဲ့လွမ်းခဲ့ရတာဒီရွာတရားဆိုတဲ့ဒီတချင်းလေးဟာကျွန်တော်ရဲ့ဘဝမှာအမြဲတမ်းလက်ကင်ထားပြီးမိမရတဲ့တချင်းလေးပါ ဟုတ်ကဲ့ ဟုတ်ပြီနော် ဟုတ်ကဲ့ အခုလောက်ဆိုရင်တို့ရွာလေးတာယာနေလောက်ပြီကွာ ဟုတ်ကဲ့ ဟုတ်ပြီနော် ဟုတ်ကဲ့ ဟောပဲဒီနန်းလေးတာယာဝါပြောလို့ကြည်လေကျမ်းမာရေးစီကန်းတွေနဲ့စာသင်ကျောင်းတွေနဲ့လဲစစ်မီးအောင်တထိန်ထိန်နဲ့တို့ရွာလေးတိုးတက်နေပါပေါ့လားတို့ရွာလေးတာယာနေပါပေါ့လားလို့ရွာနဲ့ရွာမှာရှိတဲ့တငယ်ချင်းတွေလွမ်းစွတရိရတဲ့အနေနဲ့ ဟုတ်ကဲ့ ကျုပ်ဒီသချင်းလေးဆက်ပြီးခန်းစားဆိုပြအောင်မယ်ဗျာ ရွာသားရ ရွာတာယာမောပစ္စုံဒီဝါအသေးသေးမဆဲရွာသွန်းနေတော့လားမိုးလုံးချုံကြလျှက်စစ်ရှိတိုင်းဘလာတခွန်းဆိုင်လို့လားအိုးလွန်တရားပကြီးကတီထားသည်ပမာကိုရိုရွာဒီချင်းဒီကာလာမှာမိုးကြသည်ခါလေပွင့်တွင်ထွေးပြရရရှာရှင်လွန်တွင်မှာသက်စင်းကတူငါဒီနေ့တိုင်းမမေ့နိုင်ကိုယ်စိတ်ထဲတငယ်ချင်းများကိုအမြဲမြင်ရောက်ငါသာ
လွယ်လို့ပဲရှိလာတာတို့ရွာလေးသာယာ